Bintang 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 là Bintang là một tí bảo. You want to go first? I can go. No, that's fine, brother. I could die, no worry. That's fine, brother. Cozy place. Suggest you had a big meal. Of course, you can buy food, water on board, but the price is so crazy. Sanoma. Yeah, I'll show you that actually. Bye. အဲ့တော့တက်စီသမားအမေသေးကျွန်တော်ဘာလို့ကုတာမှမနေဘဲနဲ့စာတော့ကိုရွေးရတယ်ပေါ့နော်အခုဆိုရင် VNL ဟိုချီမင်းခီးစဉ်ကနေပြန်ရောက်တာ2လပြည့်ပါတော့မယ်ကျွန်တော်ရှေ့ကဗီဒီယိုတွေကြည့်ဘူးတဲ့လူတွေဆိုလို့ရှိရင်ပို့ပြီးတော့သိပါလိမ့်မယ်ကျွန်တော် VNL ခီးစဉ်က4ညအိမ်9ရက်ခီးစဉ်ဖြစ်ခဲ့ပါတယ်ရက်တွေလို့ပြောရမယ်ပေါ့နော်ဒါပေမဲ့အမတ်တရားပေါင်းများစွာရှိခဲ့တယ်အတွေးကြုံအများကြီးရခဲ့တဲ့ခီးစဉ်ဖြစ်ခဲ့ပါတယ်အဲ့ဒီထဲမှာထူးခြားတာတစ်ခုကကျွန်တော် decision တစ်ခုကောင်းကောင်းချမှတ်နိုင်ခဲ့ပါတယ်ပထမတစ်ခုကကျွန်တော် BNN ကိုနောက်တစ်ကြိမ်ပြန်လာမယ် Hanoi ကိုသွားမယ်ပေါ့နော်ဒုတိယတစ်ခုကဘလို့အကြောင်းနဲ့ဘလို့ဆက်ပြီးတော့ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်လဲကျွန်တော်မသိဘူးအဲ့ဒါကဘာလီကိုသွားဖို့ decision ချလိုက်တာဖြစ်ပါတယ်တကယ်တော့ဒီ VNL ခီးစဉ်မှာပဲဘာလီတော့ဖို့ decision ကဖြစ်လာရတယ်ဆိုပေမဲ့ဘာလီရောက်ဘူးချင်တဲ့ဆန္ဒတော့ချင်တဲ့ဆန္ဒကငကူကလေးကရှိတယ်လို့ပြောရပါမယ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ငငယ်လေးကဒီတချင်းတစ်ပုတ်ကြောင်ဒီဘာလီကျွန်းကိုရောက်ဘူးချင်တဲ့စိတ်ဖြစ်ခဲ့ရတယ်ပေါ့နော်အခုချိန်ထိပေါ့အဲ့ဒါကဖြူတီနဲ့မုံမိုတီဆိုထားတဲ့အင်ဒိုနီးရှားပိုလာဘာလီတချင်းပေါ့တချင်းနာမည်ကတော့ပိုလာဘာလီပါအဲ့ဒီတချင်းလေးကြောင့်ကျွန်တော်ငယ်လေးကနေပြီးတော့ဒီဘာလီကျွန်းကိုရောက်ဘူးချင်တဲ့စိတ်ကတော့ရှိရပေါ့နော်decision ချထားရလို့လာပြောတာကျွန်တော်ကဒီကြားထဲမှာမအားတာတကြောင်ရယ်ပြီးလို့ရှိရင်ပြင်းတာလည်းပါတယ်ပေါ့နော်အဲ့လိုတွေအကြောင်းကျွန်တော်က15ရက်16ရက်အလိုကြတော့မှပဲ planning လုပ်ဖြစ်ပါတယ်အမှန်တကယ်တော့တစ်လလောက်ကြိုပြီးတော့ planning လုပ်နိုင်နေဆိုလို့ရှိရင်ပိုကောင်းပါတယ်လင်းလက်မှတ်ကိုကျွန်တော်2ပတ်လောက်ကြိုပြီးတော့ဝယ်တာပါဒါပေမဲ့အရင်ကြီးတော့မတက်တာပါဘူးကျွန်တော်တွေ့ကြုံရတစ်လတော့မဟုတ်တစ်လခွဲလောက်ကြိုတင်ပြီးတော့ဝယ်ထားရဆိုလို့ရှိရင်ပြီးသလားကိုတက်တာပါတယ်စထွက်ပါပြီ I'm officially off နည်းနည်းတော့နောက်ကျသွားတယ်15မိနစ်လောက်ပေါ့နော်ခွန်15လောက်ထွက်ဖို့လုပ်တာဟိုကခွန်ခွဲလောက်ဖြစ်နေပြီပေါ့နော်အပြဿနာတော့ရှိပါဘူးကဘာကျော်ကန်းချီတွေရှိရအရက်မီးတောင်တွေရှိရအရက်သူ့ရဲ့ဘုရားကျောင်းဆောင်တွေသူ့ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုထွန်းကားပြီးတော့ထင်ရှားနေရတခုဆိုရင်ကျွန်တော်တို့ရဲ့ Southeast Asia မှာဘယ်နေရာကိုတော့မြင်လဲဗျပြီးတော့သူ့မှာ nickname ရှိပါတယ် Island of the Gods နေဖျားတွေပိုင်တဲ့ကျွန်းတစ်ခုအနေနဲ့တင်စားခေါ်ဝေါ်ကြတာပါဟုတ်ပါတယ်အဲ့ဒါကလူအများစုရဲ့အိမ်မက်နေရာတစ်ခုဖြစ်တဲ့ဘာလီကျွန်းပဲဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော် channel ကနေပြန်လေးကြိုဆိုပါရစေကျွန်တော်ရဲ့ travel bucket list တွေကနေရာတစ်ခုဖြစ်တဲ့ Indonesia ဘာလီကိုကျွန်တော်အခုဆွဲထုတ်လိုက်ပါပြီအားလုံးပဲကျွန်တော်နဲ့အတူတူ like ပါကြည့်ရှုကြဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုအခုမှစတွေ့တယ် subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဒီကတော့place ကိုရောက်ပါပြီအတွင်းထဲတော့ဝင်အောင်မှာပေါ့နော်
180 milli sun cream ပေါ့နော် rubber brand နဲ့ Vaseline ကမနေ့ကမှအသေးဆက်ဆက်ဝယ်တာထားခဲ့ရတယ်ဟန်ကိတ်မှာမို့လို့ပေးမသေးတာတဲ့ဆိုတော့ I can't complain they said that because they had a limit Ladies and gentlemen, this is announcement from AirAsia flight AK881, AK881 Bangkok, Kuala Lumpur, Malaysia. Is wisdom checking for the past and be not verified It's a boarding time baby တနာရီခွဲ2နာရီလောက်တော့စောင့်အောင်ပါအောင်မယ်Emergency situations only. This is in လင်းက4-5နာရီလောက်အကြာကြီးစီးရပါမယ်ကျွန်တော်မပြင်းခဲ့ရပါဘူးဘာလို့လဲဆိုတော့လင်းမယ်ချောချောလေးတွေကိုပဲငန်းနေခဲ့လို့ပါအလကားစားတာပါဘာလီရောက်လို့ရှိရင်ဘယ်တော့မယ်ဘာလုပ်မယ်ဘာစားမယ်ဆိုတဲ့စိတ်ရဲ့လင်းဘောကနေမြင်ရတဲ့ breathtaking view တွေကြောင့်ဖြစ်နိုင်ပါတယ်လုံးဝမပြင်းခဲ့ရပါဘူးပုံမှန်အားဖြင့်ကိုတခါမှမရောက်ဘူးတဲ့နေရာတစ်ခုကိုရောက်ခါနေပြီဆိုလို့ရှိရင်လေယာဉ်ပေါ်မှာဒီနှစ်ချက်ကြောင့်သိနိုင်ပါတယ်နံပါတ်1အချိန်ကြည့်တာနံပါတ်2 pilot ကနေပြီးတော့ရောက်ခါနေပြီဖြစ်တဲ့အကြောင်းကို announce လုပ်တာဖြစ်ပါတယ်ဒါပေမဲ့ဒီတစ်ခေါက်ကျတော့ကျွန်တော်နိုင်လည်းကြည့်စရာမလိုဘူး pilot announce လုပ်တဲ့အချိန်ကိုလည်းစောင့်ကြရမလိုပါဘူးကျွန်တော်ကိုပြောတဲ့အရာတွေရှိနေပါတယ်အဲ့ဒါကတိမ်နေကြတဲ့ကနေပေါ်တက်လက်ဖြောက်တက်လက်လှမ်းညင်နေရတဲ့ Java ကျွန်းစုလေးတွေဖြစ်ပါတယ်Good afternoon and welcome to Denpasar, Bali. I have made it to Denpasar. No water, no food, all the way to Denpasar, Bali. Like 12 p.m. up until now, which is like 5:30 Bali time. It was so tiring though. အားကြောင့်မို့ကျွန်တော်တို့ဒီ long hour flight တွေစီးလို့ရှိရင်အထူးသဖြင့်4-5နာရီပေါ့4-5နာရီစီးလို့ရှိရင်အထူးသဖြင့် budget flight ပေါ့ budget flight စီးလို့ရှိရင်ဒီမတိုင်ခင်ပေါ့ flight ပေါ်မရောက်ခင် flight ပေါ်မတက်ခင်ပေါ့နော်ပြီးမီလေးစားဖို့လိုပါတယ် I think I suggest you had a big meal. Of course, you can buy food, water on board, but the price is so crazy, very expensive. So you can avoid that situations. Indonesia ပါကကိန်းမှာဈေးကတော့အဲတော့မကွာဘူးဘန်ကောက်နဲ့စားလို့ရှိရင်နည်းနည်းတော့သက်သာရလို့ပြောလို့ရတယ်တွက်ကြည့်ရ
နေ့လေးစားနဲ့ညစာပေါင်းစားတာပါ You from Myanmar, yeah? Yes So I see on media you have problem, yeah? Like, yeah we had it quick oh, that was devastating though so but you good. Family is good, yeah? yeah my family is in a good condition so Because I see on all the building like, collapse yeah that's bad oh man. how long is it gonna take Half hours, yeah how long you have to drive to get to the hotel 30 minutes boss. 30 minutes yeah okay oh You want go fast? I can go. no that's my brother I'm good to die, no worry. that's my brother Careful, yeah? oh we had a lot of motorcycles like Thailand Really? yeah Same like Indonesia, yeah? ဟုတ်ပြီဒါကကျွန်တော်ရဲ့ပထမဆုံး impression ပါဘာလီနီကိုဆက်ဆက်နေတဲ့အချိန်မှာပထမဆုံးတွေ့တဲ့ဘာလီနီ taxi driver ကအရန်ကိုမှခေါ်ရွေပါတယ် you had a good business today Not really. how much how many customers did you have I get 6 customers. oh 6. so is it enough for you I get no. I drive until midnight. oh midnight If now, it's not enough. okay what time do you usually go home Maybe 12. 12 oh, okay ပိုကောင်းတာတခုကဒီကလူတွေတော်တော်များသည်အင်္ဂလိပ်စကားပြောနိုင်တဲ့အတွက်စိတ်အနှောက်အယှက်ဖြစ်စရာလုံးဝမရှိခဲ့ပါဘူး I get now 60. 60 Yeah, $3. 60 IDR Yeah. that's decent Yeah. I'm start at 1 you start working at 1 p.m. 1 p.m. oh, okay ဒီတမ်ပါဆာကနေဟိုတယ်ရှိရဲ့ဆန်တော်တီကိုမိနစ်20-25မိနစ်လောက်ထိမောင်းရပါတယ်ဒါပေမဲ့ဒီ25မိနစ်ဆိုတဲ့အချိန်ကတိတ်မကြာလိုက်သလိုပဲဗျသူနဲ့ composition ကောင်းကောင်းရခဲ့ပါတယ်ဘာလီနစ်လူငယ်တယောက်ရဲ့လူနေမှုဘဝပုံစံအစိပ်ပိုင်းတချို့ကိုနားလည်ခွင့်ရခဲ့ပါတယ်စိတ်ဝင်စားစရာကောင်းတာကသူကဒီအလုပ်မတိုင်ခင်ဟိုတယ်တစ်ခုမှာဝန်ထမ်းဖြစ်ခဲ့တယ်လို့ပြောပါတယ်ဒါပေမဲ့ဒီဆိုင်ကယ်မောင်းတဲ့အလုပ်ကဝန်ထမ်းလုပ်စဉ်ကာလထက်ပိုကိုက်တယ်လို့သူပြောပါတယ်နောက်ထပ်သူပြောသေးရဲ့ဗျဩစတြေးလျကိုသွားဖို့အတွက်သူဗီဇာ try နေတာလို့သူပြောပါတယ် China is so hot Yeah. dogs Fine. They're always following me. Yeah, you can go. ah okay I can go up right I can do videotaping right Up to you. okay thank you I need to take my shoes off Yes, please. okay Just sometimes people just sitting on the floor. cozy place so this place can be accessed all night long Yeah, it's fine. yeah that's fine Some people need this to work for work. okay Yeah. all right so for tomorrow if I want to get a motorcycle I can let you know right Yeah. okay Yeah. Do you have WhatsApp? Because I sent you a message on WhatsApp. I don't see you seem to have WhatsApp here
Oh, maybe. Maybe I can download it. Yeah. The number that I got is not yours. Normally I sent you. This is no. Nope. That's not me. Unfortunately, yeah. But I got this number from your. Yeah, from you got to a wrong person, I think. from the system. I see. Okay. Everybody using WhatsApp here. Easier. Yeah. Communicate. I would definitely download it. Yeah, if you are in Bali, in Indonesia, it's easier. WhatsApp is must, right? Yes. Okay. I live at the back here, Okay. down there. Right. You can find me somewhere. Okay. And ask my son. Yeah. Sure. Okay. Thank you for your hospitality. Thank you. အခုတော့ရောက်ပါပြီ Omo Burgers ကိုရောက်ပါပြီ Omo Burgers မန်နေဂျာတော့ဆိုင်ကယ်သမားနဲ့ဒီနားမှာပဲဒီနားတစ်ဝိုင်းမှာပဲတော့ရှာနေတယ်သူတို့ဟာတွေကဘယ်လိုလဲဆိုတော့ home stay လို့ဖြစ်နေရအောင်နော် home stay ဆိုတဲ့အခါကျတော့ပိုင်ရှင်ရှိရယ်ပြီးလို့ရှိရင်အခန်းတွေတက်ရှိရယ်ပေါ့နော်အဲ့လိုမျိုးအိမ်လိုမျိုးပေါ့kitchen ရှိရအောက်မှာဆိုလို့ရှိရင်အစားအသောက်တွေဟိုဟာလုပ်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ရေကူးကန်တွေရှိတယ်ခဏနေကြလို့ရှိရင်လိုက်ပြပေးပါမယ်အခုကတော့အခန်းကပုံမှန်ဆိုလို့ရှိရင်ကျွန်တော်အတွက်ပေါ့နော်ဒီဖက်တောင်းလေးမှာသူကလုပ်ပေးထားတယ်လို့ပြောတယ်ဖြစ်ချင်တော့သူပို့တဲ့ WhatsApp ကနေပို့တဲ့ message ကတခြားတစ်ယောက်ရှိရောက်နေကျွန်တော်ရှိမရောက်ဘူးပေါ့နော်အဲ့လိုမျိုးအချိန်ချက်တွေလွှဲနေတယ်ဒါပေမဲ့အခုကသူဒီအခန်းကိုကျွန်တော်တွေ့ပေးထားတယ်ဆိုတော့အခန်းလေးကတော့မဆူဘူးမိုက်တယ်ဒီမှာကျွန်တော်လိုက်ပြပြပါမယ်ဒါဆိုလို့ရှိရင် couch ပေါ့နော်ဒါ relax လုပ်လို့ရတယ်နေပြီးရင်ဒီမှာပါညာသူက laptop ပါတယ်ဆိုလို့ရှိရင်ပါညာဘာလုပ်လို့ရတယ်ပြီးသွားလို့ရှိရင်ဒီမှာဒါမီးရဘယ်လိုဖွင့်တာအိုးဒီမှာ sink ရှိရယ် sink ကတော့ဘာမှတော့ဟိုမရှိဘူးပေါ့နော်ဒီမှာတစ်ပတ်ရှိရယ်ပြီးလို့ရှိရင်ရေခဲသေးတာရေခဲသေးတာလည်းရှိထည့်ထားလို့ရဖွင့်ထားတာပေါ့နော်ပြီးရင်ဒီမှာရေချိုးခန်းနဲ့ပုံမှန်ပဲစိတ်ပြေရပေါ့နော်ဟိုတော်လိုက်စီနဲ့သဘောတန်ပါသေးရပေါ့ဒါကဟာပါကျွန်တော်ပါပြီးသွားလို့ရှိရင်ဒီမှာလည်းဒေတာကုံလေးထိုင်ကုံလေးပါတယ်ပေါ့နော်ဒီမှာဒေတာထိုင်ကုံလေးပါတယ်ပြီးလို့ရှိရင်ဒါကကြတော့ဒီဒါကလေကပေါ်တာတန်မှာပေါ့နော်ဆိုတော့ပေါ်တာပါမယ်ဝါမိုက်ဆိုတော့သူရဲ့ aircon ကတော့တစ်လုံးနဲ့ပေါ့နော်ဒီတစ်ခန်းတော့အခန်းဖွဲ့စည်းထားတဲ့ပုံစံလေးကတော့တော်တော်မိုက်တယ်တော်တော်ကြောက်ကောင်းတယ်ဒါကကြတော့သူရဲ့ဘယ်လိုခေါ်လဲလက်မှုပကြီးပေါ့နော်တော်တော်အဆင်ပြေပါတယ်ဈေးအပြင်ကလည်းတခြားဥစ္စာတွေနဲ့ရှင်လို့ရှိရင်တော်တော်မဆိုးတော်တော်ဈေးသက်သာတယ်ပေါ့နော် review လည်းကောင်းတယ်ဆိုတော့ကျွန်တော်အားကြောင့်မို့ဒီမှာစာနောမှာဒါကိုရွေးလိုက်တာဖြစ်ပါတယ်အဲ့တော့တက်စီသမားကမေးသေးကျွန်တော်ဘာလို့ကုတာမှာမနေဘဲနဲ့စာနောကိုရွေးရလဲပေါ့နော်ဆိုတော့ကုတာပုံမိုက်တယ်လို့ပြောတာပဲကုတာ foreigner တွေကြိုက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့စာနောကို first time အနေနဲ့ရွေးတာဖြစ်ပါတယ်ဆိုတော့အင်ရှင်ကလည်းတော်တော်သဘောကောင်းတဲ့အထဲမှာပါတယ်သဘောကောင်းတယ်ဆိုတော့အခုမိုးတော့ချုပ်နေပြီဒါပေမဲ့မိုးမချုပ်သေးပါဘူးဟို8နာရီခွဲဆိုတော့ကန်းချီဘက်ကိုတစ်ချက်ဆင်ကြည့်ပါမယ် Okay I had a humongous mirror but what could you ask for more အခုကတော့8နာရီခွဲပြီပေါ့နော်ဆိုတော့
စားစရာတောက်စရာလေးတော့ဝယ်မယ်ပေါ့နော်ပြင်ထွက်ပြီးတော့ပြင်မထွက်ခင်မှာရေချိုးမယ်ပေါ့နော်beach ကဘယ်လောက်လမ်းလဲဆိုတာတစ်ချက်တော့ကြည့်ပါမယ်ကြည့်ပြီးလို့ရှိရင်နည်းနည်းလေးအရင်လမ်းမလျှောက်အောင်ဆိုလို့ရှိရင် beach လေးပါတစ်ချက်ပတ်ကြည့်မယ်ပေါ့နော်ပြင်လေးပါလေးလမ်းလျှောက်ထွက်ပါမယ်စားစရာတောက်စရာလေးတော့ဝယ်မယ်Okay so ညစာစားဖို့အတွက်ကျွန်တော်ဒါလေးဝယ်လာပါတယ်ဒီမှာ Ramdan Dajin နားမသိပါဘူး Ramdan Dajin လေအမေသားနဲ့ပါထမင်းနဲ့ဆိုတော့ဒါကိုဟိုလောက်ပေးရတယ်ပေါ့နော်2800နားမသိ28500ပေးရပါတယ်28500ဆိုလို့ရှိရင်2800ဆိုလို့ရှိရင်ဘယ်လောက်ကျလဲဆိုတော့ဘန်းဝင်နဲ့ပိုင်း1850058ဘတ်ကျပါပုံမှန်ပါပဲဆိုတော့စားပါမယ်ဝါဒီမှာပါထမင်းကပြလေးဒါကတော့အမဲသားဒါကတော့ဘယ်လိုခေါ်လဲမသိဘူးပဲတော့တစ်ခုတစ်မျိုးပေါ့နော်ရလာမိုက်တယ်မဆလာအနက်ပြင်းကြိုက်တဲ့လူတွေဆိုလို့ရှိရင်တော့ဒီ Indonesian Balinese ပို့ကြိုက်မယ်ထင်တယ်မေဒါတော့ perfect ညဉ့်ညံ့ပြီးတော့အားကိုရှိပါသေးတယ်ရပါBintang မသိပါဘူး Bintang တော့ဒီ Indonesia မှာဆိုလို့ရှိရင်နာမည်ရှိရပေါ့နော်ဆိုတော့ကြည့်ပါမယ်တော့ပါမယ်ရတာဘီယာရတာနဲ့မတူတော့ပဲချိုးပြေးတက်ချိုးပါပေါ့ဒီမှာပြားရည်ပါတယ်ချင်းအဲ့ဒါက 5% ဘယ်လောက်လဲIndonesia ဟိုအရင်းနဲ့ရေးတာမှာပါ so ဆိုတော့ကောင်းပါလက်ခံလို့ရပါတယ် Okay ဒီနေ့ကတော့လင်းစီးနေမယ်အချိန်ကုန်ပါတယ်ဘယ်မှမရောက်ဖြစ်ပါဘူးမနေ့ပြန်ကြလို့ရှိရင်တော့ Uluwatu Temple ကိုသွားမှာဖြစ်ပါတယ် Uluwatu Temple အပြင်ကိုတခြားဘယ်နေရာတွေသွားလို့ရတဲ့တစ်ချက်ကြည့်မယ်ပေါ့နော်အချိန်ရတယ်ဆိုလို့ရှိရင်ကမ်းခြေဒီနာစာနောမှာရှိရဲ့ကမ်းခြေတချို့ဒါမှမဟုတ်လို့ရှိရင်လည်းnearby ပေါ့နော်shopping mall တို့ပါလို့လည်းသွားနေတော့ဖြစ်မှာပါပြီးလို့ရှိရင်ဒီမျိုးတွေတဝိုက်အိမ်မှာဘာလဲလို့ရတယ်ချက်ကြည့်မယ်တော့ဖြစ်မယ်ပေါ့နော်ဒါပေမဲ့အဓိကတော့ Uluwatu Temple ကိုတော့မှာဖြစ်ပါတယ်ဆိုတော့မနေ့ပြန်ကြလို့ရှိရင်ကျွန်တော်တို့ let's go